စပွဲပေါ်မှာတုံခါနေတဲ့ဖုံးတန်တွေနဲ့အတူဂူမီသားစုရဲ့ကံကြမ္မာဟာလှုပ်ခတ်လို့နေပါတယ်ဂူမီသားစုရဲ့အကြီးအကဲဖြစ်တဲ့အဖိုးအိုဟာရွံ့ကျွမ်းရင်းနှီးဖွဲ့ရဲ့ဖိအားတွေကိုရှော့ချပေးဖို့သူ့ရဲ့ဆယ်စုနှစ်ချီရင်းနှီးခဲ့တဲ့မိတ်ဆွေဟောင်းလော်ကျန်းစီဖုန်းဆက်ပြီးအကူအညီတောင်းခံခဲ့ပါတယ်ဒါပေမဲ့ထင်မှတ်မထားပဲသူ့မိတ်ဆွေကူကြီးဒီကိစ္စကိုငါလုံးဝဝင်မပတ်သက်ရဘူးမင်းကိုလည်းတတိပေးပါရစေလုံးဝဝင်မရှုပ်ပါနဲ့ဆိုပြီးဖုန်းချသွားခဲ့ပါတယ်ဒါနဲ့ဂူဖိုးအိုကနောက်ထပ်တစ်ယောက်ဖြစ်တဲ့လီညွန်ကြားရေးမှုစီထပ်မံဖုန်းဆက်ပြီးအခြေအနေကိုစုံစမ်းဖို့စူးစမ်းပြန်ပါတယ်ဒါပေမဲ့လီညွန်ကြားရေးမှုကလည်းဆက်ဆက်ခါညှင်းဆန်ပြီးကူကြီးအဲ့ဒီလူရဲ့နောက်ွယ်ကပတ်သက်မှုတွေကခမားထင်တာထက်အများကြီးပိုနေဆိုင်နေမသိတာကမှပိုကောင်းဦးမယ်ဒါကြောင့်အရှုံးပေးလိုက်ပါတော့လို့တတိပေးစကားပြောကြားခဲ့ပါတယ်အဆက်အသွယ်တွေအားလုံးပိတ်ဆို့သွားတဲ့အခါမှာတော့အဖိုးအိုတယောက်မျှော်လင့်ချက်ကုံဆုံးကစပွဲကိုအပြုတ်ပြီးတပြင်းချလိုက်ရပါတော့တယ်ဘေးကနေစိုးရိမ်တကြီးကြည့်နေတဲ့တာဖြစ်သူကိုအမှောင်မကျခင်မှာငါတို့စုမိသားစုစီတွားရမယ်တွားပြီးတော့ဒူးထောက်ရမယ်လို့တုံရင်နေတဲ့အတန်းနဲ့အမိတ်ပေးလိုက်ပါတော့တယ်မှောင်မိုက်နေတဲ့ညချမ်းအချိန်ကြီးကျယ်ခမ်းနားတဲ့ဘီလာအင်ကြီးရဲ့ရှေ့ကိုစိန်ခံကားအမဲကြီးတစ်စီးဆိုက်ရောက်လာပါတယ်ကားပေါ်ကနေဂူမီသားစုရဲ့အကြီးအကဲနဲ့တာဖြစ်သူတို့ဆင်းလာတာကိုအိမ်ထဲကတွေ့ရှိသွားတဲ့အခါစူဝမ်ဂူမီသားစုကလူတွေရောက်လာပြီလို့အော်ဟစ်ကအိမ်ထဲကလူတွေအံ့ဩတုန်လှုပ်ကုန်ကြပါတော့တယ်အိမ်ရှိမှာစောင့်ကြိုနေတဲ့လူငယ်လေးရဲ့ရှေ့မောက်ကိုရောက်တဲ့အခါဂူမီသားစုရဲ့ဂုံတိတ်ခါတွေကိုပေးဖယ်ထားပြီးလူကြီးမင်းလူခေါ်ကမြေပြင်ပေါ်ကိုဖုံးကနဲ့ဒူးထောက်ချလိုက်ပါတော့တယ်ဘေးနားကလူတွေအားလုံးပါဆက်အဟောင်းသားနဲ့အံ့ဩမြင်တက်နေကြစင်မှာပဲဂူဖိုးအိုကငါတို့ဂူမီသားစုအရှုံးပေးပါတယ်ရယူထားတဲ့ပိုင်ဆိုင်မှုအားလုံးကိုမူလအတိုင်းပြန်လည်ပေးအပ်မယ့်အပြင်မနေ့ကမှလူသိရှင်ကြားတရားဝင်တောင်းပန်ပါမယ်လို့ကတိပြုလိုက်ရပါတော့တယ်တကူအာနာကြီးမားလာတဲ့ဂူမီသားစုကိုဒီလိုဒူးထောက်စေခဲ့တဲ့လူငယ်လေးရဲ့နောက်ွယ်ကတကယ်အမှန်တရားကဘာဖြစ်မလဲဆိုတာကတော့